ဒီ gearbox ကဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုနည်းနည်းလေးအသေးစိတ်ကြည့်လိုက်အောင်နော် gear အောင်ထဲမှာရှိတဲ့အမြန်နှုန်းပြောင်းလဲပေးနိုင်တဲ့ gear အစုံတွေကအဝင်အမြန်နှုန်းနဲ့အထွက်အမြန်နှုန်းနဲ့တူညီအောင်ထိန်းချုပ်ပေးနေကြဖြစ်ပါတယ်ဒီ gear အစုံတွေမှာပိုပြီးတိတ်တိတ်ဆိတ်ဆိတ်လဲပတ်နိုင်ဖို့အတွက်မျက်စောင်းထိုးသွားတဲ့ helical ဒါမှမဟုတ်မျက်စောင်းထိုးသွားအောင်ဖောက်ထားတဲ့ပါးတွေ helical cut tip ကိုသုံးထားပါတယ်အင်ဂျင်ကနေလာတဲ့စွမ်းအင်စီစဉ်မှုကအဓိကရိုးကနေဒုတိယရိုးကိုထည့်ပြီးတော့မှရှေ့ဘေးကိုပို့ဆောင်ပေးဖို့အတွက် differential စနစ်စီကိုသွားတာဖြစ်ပါတယ်ဒါဆိုရင် gear ဖြောင်းတာကိုဘယ်လိုလုပ်ဆောင်နိုင်တာလဲလို့မေးစရာရှိပါတယ်။ gear အစုံဒီပေါ်မှာရှေ့တိုးနောက်ဆုတ်လုပ်နိုင်တဲ့ချော်ရွေလက်စွပ်တွေရှိပြီးအဲ့ဒါတွေကိုရွေးချယ်ကိရိယာတစ်ခုကနောက်ပြန်ရှေ့တိုးလုပ်ပေးနိုင်ပါတယ်။ gear အုံရဲ့အဖုံးနဲ့ထိန်းချုပ်ထားတဲ့ချော်ရွေလက်ကင်တစ်ခုက gear အစုံတွေနဲ့ချိတ်ဆက်ထားတဲ့ gear ပြောင်းဆက်လက်တာနဲ့ဆက်ဆက်နေပြီးအဲ့ဒါကိုအသုံးပြုပြီးရှေ့ထွက် gear တွေကိုချိတ်ဆက်တာဒါမှမဟုတ်ဖြုတ်တာတွေလုပ်ဆောင်ပါတယ်။ဒီအချိန်မှာကလပ်နင်းလိုက်တဲ့အခါမှာ free wheel ကလွတ်သွားပြီးအဲ့ဒီအခိုင်အတန့်မှာ gear အုံထက်ကလက်စွပ်ကိုချော်ရွေလိုက်နိုင်တာကြောင့်ဘေးချင်းကန်နေတဲ့လွတ်လပ်စွာလဲနေတဲ့ gear တွေ floating gear တွေကိုတပြေးတည်းဖြစ်အောင်လုပ်ပြီး gear ပြောင်းနိုင်တာဖြစ်ပါတယ်။ဒီ gear ပြောင်းဆက်လက်တန်းနဲ့ချိတ်ဆက်မှုက gear ပြောင်းစနစ် shift assembly ကပြသတဲ့အတိုင်းရှေ့တိုးနောက်ဆုတ်လုပ်နေတာကိုချိတ်ကြည့်အိုက်ပါ။ဆွဲကြိုးရဲ့နောက်ဆုံးအစွန်တစ်ခုကတော့ gear ချောင်း shifter နဲ့ချိတ်ဆက်ထားပြီးဒါဟာတီးသားစနစ်တစ်ခုကနေတစ်ဆင့်အပေါ်နဲ့အောက်နှစ်ဖက်စလုံးက gear ချောင်းတွေကိုလွတ်လွတ်လပ်လပ်ထိန်းချုပ်နိုင်အောင်လုပ်ပေးပါတယ်။ဒီဆွဲကြိုးနှချောင်းရဲ့အခြေခံသဘောတရားကစပေ brake တွေမှာသုံးလေပုံစံနဲ့အလွန်စင်တူပြီးအတွင်းကိုယ်ထဲ inner core နဲ့အပြင်ပိုက်လုံး tube wall ကြားမှာချောစီရှိနေတာကြောင့်အပြင်ပိုက်လုံးကတော့တီးငိမ်နေပြီးအတွင်းကိုယ်ထဲကလဲနိုင်တာဖြစ်ပါတယ်။ကလပ်နင်းတန်ကိုလွတ်လိုက်တဲ့အခါမှာရန်မောင်းရဲ့ထိန်းချုပ်မှုအောင်မှာ gear တွေအဆုံးသတ်အနေနဲ့ပြောင်းလဲသွားပြီးအမြန်နှုန်းတွေပြောင်းနိုင်တာပါပဲ။သူတို့ရဲ့စပီစီဆိုင်ရာအခြေခံသဘောတရားတွေကြောင့်ပြောပြီးသွားပြီဆိုတော့ဒီလိုတီထွင်ကြံစားနိုင်တဲ့ကလပ်ကိုဘယ်သူကတီထွင်ခဲ့တာလဲဆိုတာသိပါရဲ့လားလို့မေးချင်ပါတယ်။